အောင်းငင်ပုံမှာဖျားသခင်ရဲ့ပလင်တော်ရှေ့မောက်မှာဆိုရင်အတက်ရက်ခွင့်ရတဲ့အထူးအခွင့်အရေးရထားတဲ့ Archangels 9 ပါးရှိတယ်လို့ကျမ်းစာတွေထဲမှာဖော်ပြထားတာရှိပါတယ်သူတို့ကို The Seven Archangels လို့ခေါ်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့လက်ထဲမှာကင်ထားတဲ့ Prostating Bible ထဲကိုဖွင့်ကြည့်လိုက်မယ်ဆိုရင် Michael ဆိုတဲ့နာမည်တစ်ခုကိုပဲ Archangels အဖြစ်နာမည်တက်ထားတဲ့အရာကိုတွေ့ရပါလိမ့်မယ် Gabriel ကတော့ပါဝင်ပြီးမြဲသူ့ကို Archangels လို့တိတိကျကျမသုံးလုံးထားပြန်ပါဘူးဒါဆိုရင် Gabriel က Archangels ဖြစ်တယ်ဆိုရင်တော့မှကျန်တဲ့ Archangels 5 ပါးကဘယ်သူတွေဖြစ်မလဲဘာဖြစ်လို့ Archangels 9 ပါးရှိတယ်လို့ပြောကြတာလဲဘာကြောင့်တချို့ကျမ်းစာအုပ်တွေထဲမှာသူတို့နာမည်တွေကိုပယ်ဖျက်လိုက်ကြရတာလဲဒီနေရာမှာ My Canon Event တွေကကျမ်းစာတွေနဲ့ကျမ်းပယ်ကျမ်းစာတွေအပြင်သူတို့နဲ့ပတ်သက်နေတဲ့ရှေးဟောင်းပကြီးကားတွေထက်ကလျှို့ဝှက်ချက်လေးတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်အပိုင်းနဲ့ Angels တွေရဲ့အဆင့်အတန်း Hierarchies of Angels ဒီနေရာမှာ85ရာစုလောက်ကရေးသားခဲ့တဲ့ D. Colorless Hierarchy စာတမ်းအကြောင်းကိုပြောပြဖို့လိုပါလိမ့်မယ် Angels တွေကအဆင့်9ဆင့်အချီးတဲ့အကြောင်းကိုရှင်းပြထားပြီးတော့အမြင့်ဆုံးနေရာမှာဆိုရင် Seraphim Cherubim Throne စသဖြင့်ရှိနေပြီးတော့ Archangels တွေဆိုရင်အမြင့်ဆုံးလို့လူတွေကထင်ခက်ကြ